ပြောတယ်လွန်ခဲ့တဲ့နှစ်50ရာတဲ့အဲ့ဒီနေရာကိုမောင်နှမ2ယောက်ဒီသွားခဲ့ဒါပေမဲ့တယောက်ပဲပြန်လာခဲ့တယ်အဲ့တယောက်ကလည်းအခုချိန်ဒီစကားတစ်လုံးမှမပြောဘူးတဲ့ထုံးရစင်လာကိုမားရေးစာလုံးလို့ရှိရင်တေးတဲ့လူတွေရဲ့အတန်ကိုကြားရုံတော့မကဘဲနဲ့သူတို့အမြတ်ထောက်ခွင့်ပေးလိုက်တာလို့ခံစားဘူးဒါတရားပုံနဲ့တက်တာပါကွာစိတ်ပညာနဲ့ကြောက်စရာကောင်းတဲ့အတိုင်းနေကြမယ်ဒါပေမဲ့ငါတော့မယ်ကြောက်လုံးတွေးထားနေနဲ့ကြောက်စရာကောင်းတဲ့အတိုင်းငါမကြောက်ဘူးမလို့ဆန်းနဲ့အဲ့ဒါတန်မှာမဟုတ်ဘူးပြီးတော့မင်းစဉ်းစားကြည့်တကယ်ထင်တာရတကယ်ဆိုသူတို့ဘယ်လိုလက်ဆောင်မျိုးဆိုချင်ပါရဲ့ရောဒီပြောတာမှန်တယ်ငါတို့ဒီကပြီးဖို့မရဘူးကြာဘူးကညာဘက်ကြီးဆိုတော့တယ်မှာအနေနဲ့များတယ်အဲ့ဒါဆိုကောင်းတယ်အင်းမြကောင်းတဲ့လူတွေလည်းဒါပေမဲ့ငါသွားမယ်ဒီမှာလည်းလိုက်မယ်ဒီကောင်တစ်ကောင်လေးလုပ်ပြီးလို့ရတယ်လိုက်ပါချင်တယ်ငါတို့တယောက်ယောက်ကစောင့်ကြည့်နေတယ်လို့ပဲနင်တို့ကိုတတိထားမိလားတိုးနေကြငါအတန်ကြီးကြားနေတာမင်းတို့ကလည်းဒါလေးတန်းပါကွာဘာမှမဖြစ်ပါဘူးဒီကြောက်တော့ကိုအမြင်ချပြီးဒီကနေညထွက်သွားကြတင်ငယ်ချင်းတို့ဟိုမှာဒီစမ်းစံကောင်းနေပါလားအရင်အိတ်ဆက်နေတာပဲပြီးတော့ကြည့်ရတာလက်တင်ဘာသာစကားချင်တယ် Sangulas anima pro adictu abraham Sangulas anima pro adictu abrahamဘာမှဖြစ်ပါဘူးနော်ဘာလို့နားတော်နေလဲကျွေးတဲ့လက်ဆောင်ပေးလို့ငါတို့လာယူတာဒါစကလုံးတွေငါတို့တကယ်ဆိုလို့ပါစကလုံးတွေကစာချုပ်ပဲမင်းတို့ရဲ့အကျိုးဆက်ကိုခံစားရမယ်မင်းတို့ရဲ့တရားဝိရှိကိုတောင်းကြတဲ့အတွက်ငါတို့နဲ့ကြံခဲ့ရမယ်ဖြစ်ဘူးခြားနေတဲ့ရှိကိုရှိရမယ်ရှိတယ်ငါတို့ကြောက်စရာတွေတူပြောပြရရတယ်ငါတို့ရဲ့ကြောက်ရွံ့မှုကိုရှာပေးနိုင်မင်းတို့ကိုလွတ်ပေးမယ်ဒါမှမဟုတ်မင်းတို့ကြောက်အချောင်းနိုင်မင်းတို့ရဲ့အကြိုက်တာငါတို့ရွေးယူမယ်ငါတို့တရားဟောင်းဘယ်လိုကြောက်လို့ကြောက်ငါတို့စုသားကြည့်ရမယ်ဟောပြီလေဒီမှာပဲစိတ်ကိုညှောလက်ခံမကြောက်ပါနဲ့ငါမင်းတို့ကူချီပေးနိုင်ပါငါလည်းဒီကြိုးရင်းမှာတစ်ချိန်ကလက်ဖြုတ်ခဲ့လို့ငါအဲ့ဒီကြောင်တွေ့တယ်တော့ဒီနေ့ရောက်ခဲ့တယ်ဘယ်လိုလဲလုံးမြောက်ခဲ့ရလဲငါတိုက်ခိုက်ခဲ့ငါသူ့ကိုညံနဲ့ပါစီခဲ့သူကချောရုံးကိုကြိုက်တယ်မြို့သူ့ကိုနားမယ်နိုင်တဲ့အရာတစ်ခုကိုပြောပြရမယ်ငါမင်းတို့ပြမယ်ဒီလိုမျိုးတကယ်ကြီးဂျိတ်လူတွေရက်နေတာလေအဲ့ဒါကိုနောက်ပြန်ပြောမယ်ဆိုရင် Umbrella Attitude Pro Anima and Sangus အဲ့ဖြစ်တော့ငါအိမ်မဆုံးကနေဆိုငါအရင်ဆက်နေတယ်ညဆုံးတော့ငါတို့လုပ်နိုင်ခဲ့ပြီပဲခုဒီတော့ရမြန်ထွက်သွားရအောင်ကြာကြာလေးလုံးကောင်းတော့